စူပါ3ဟာဓမ္မတာမှန်စေခြင်းဓမ္မတာလာစဉ်နာကျင်ကြိုက်ခဲခြင်းကိုတတ်တာစေခြင်းတအိမ်အလုံးအကျိတ်ဖြစ်ခြင်းမှာကာကွယ်ပေးခြင်းတအိမ်ကိုအားကောင်းကျန်းမာစေခြင်းမိမကိုမှအနက်နံခြင်းကိုကာကွယ်ပေးခြင်းမကောင်းတဲ့အေးလေးကြာဆင်းခြင်းမှာကာကွယ်ပေးခြင်းမိမကိုကြစ်လစ်စေခြင်းရင်သားတင်းရင်းစေခြင်းမဟော်မုန်းကိုထိန်းညှိပေးခြင်းအိမ်တော်ရေးဒုက္ခပြည့်စုံစေခြင်းမာမျိုးဥကိုအောင်စေခြင်းသွေးဆုံးချိန်ကိုနောက်ကျစေခြင်းကလေးရလွယ်ခြင်းသွေးဆုံးချိန်ခံစားရသည့်ဝေဒနာများကိုတက်တာပြောက်ကင်းစေခြင်းဝက်ချံတင်းတိတ်အဖုအကျိတ်များကိုပျောက်ကင်းစေ၍အသားအရည်ကြည်လင်လှပစေပြီးမိန်းကလေးတွေဖြစ်တတ်တဲ့ယောဂတွေကိုကင်းဝေးစေပါတယ်ရှင်မိန်းကလေးတိုင်းအပြိုဖော်ဝင်စအရွယ်ကစ၍သွေးဆုံးပြီးသည့်အသက်အရွယ်ထိတိုင်အောင်သုံးဆွဲနိုင်ပါတယ်ရှင်နိုင်ငံခြားကမှာယူလိုသူနိုင်ငံခြားကဝယ်ယူလိုသူတွေကိုတော့ငွေကြိုလွှဲရပါတယ်ရှင်မြန်မာနိုင်ငံနေရာအသီးသီးကိုတော့ပို့ကအခမဲ့ဖြင့်အိမ်ရောက်ငွေချေစနစ်ဖြင့်ပေးပို့နေပါတယ်ရှင်ဆက်သွယ်မှာယူလိုပါကဖုန်းနံပါတ်9545498444တို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် Messenger chat box ကလည်းဆက်သွယ်မှာယူနိုင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်